speaking skill အားနည်းတဲ့သူတွေအတွက်လည်းရက်60 vocabulary camp နဲ့အတူရက်60အတွင်း challenge ခေါ်ပြီးဝဟာရစွမ်းရည်ကိုပါ level up လုပ်လို့ရပါတယ်ခေတ်ကာလရဲ့အခက်အခဲအကျက်တဲတွေကိုသူများတွေထက်လူငယ်တွေကတော့အတိဆုံးပဲဒီရက်ထဲဘာဆက်လုပ်လို့လောရမလဲမသိလမ်းပြောင်းနေသလိုခံစားရတယ်။နေတိုင်းအလုပ်သွားလိုက်အလုပ်ပြန်လိုက်နဲ့ဘဝကြီးကပုံမဲ့လက်ပက်နေတော့ကိုသွားချင်တဲ့ပန်းနိုင်ကိုရောက်ပါအောင်မလားလို့အခုထိတွေးပူနေရတော့မယ်။အလုပ်ပေးရအားလဲချင်းဆိုလဲကိုကြည့်ချင်တာလေးကိုရှာကြည့်လိုက်မိရပြက်နေရနဲ့ဘာမှမလုပ်ဖြစ်ပြီးတော့လဲအပြင်ထွက်ဖို့စဉ်းစားလိုက်ပြန်တော့လဲနေကြီးကပူနေတာနဲ့အပြင်ကမထွက်ချင်တော့ပြန်အဲ့ဒါနဲ့ပေးရကဘလို့ကုန်းသွားမှန်းကိုမသိလိုက်ဘူးဒီလိုနဲ့ဘာတိုးတက်မှုမှမရှိပြင်းစရာကောင်းတဲ့ဘဝကြီးကနေရုံထွက်ဖို့အတွက်ဆုံးဖြတ်ချက်တစ်ခုတော့ချလိုက်တယ်ဟုတ်တယ်ကျွန်တော်စပြီးတော့ခါတော့ကိုယ်ဝင်လာနေတာခနဲ့ရှင်းပြီးတော့လုပ်ငန်းခွင်မှာချက်တဲ့ဝင်တောင်းရတဲ့ပါတာကားရှိအင်းစကဟုတ်တယ်ကျွန်တော်စပြီးကျွန်တော်စကားလေးဟာ A few moments later ကျွန်တော်လည်းဒီလိုတော့အဲ့ဒါလောက်ချင်းကလာချီလောက်ကန်တယ်လို့ချင်းဒီမှာလားGRE Grammar Age GRE မှာဆိုရင်ကမ္ဘာတဝန်းက international student တွေအသုံးပြုကြတဲ့ Grammar in UFIT edition တအုပ်လုံးကိုအခြေခံစပြီးတော့ကျွမ်းကျင်ပိုင်နိုင်သွားတဲ့အထိ step by step သင်ကြားပေးထားပါတယ်။ speaking skill အားနည်းတဲ့သူတွေအတွက်လည်းရက်60 vocabulary camp နဲ့အတူရက်60အတွင်း challenge ခေါ်ပြီးဝဟာရစွမ်းရည်ကိုပါ level up လုပ်လို့ရပါတယ်။ website ကနေသင်ကြားပေးတာဆိုတော့အချိန်နေရမရွေးလေ့လာနိုင်လို့ကိုယ်တွေလိုအလုပ်တစ်ဖက်နဲ့သူတွေအတွက်လည်းတကယ်ကိုအဆင်ပြေသွားတယ်။တက်လုံးစာကိုမှသင်တန်းကြီးတောင်းကနန်းလောက်ပဲဆိုတော့အင်္ဂလိပ်စာလေ့လာဖို့ဝင်မပြီးတော့ဘူးပေါ့။ဒါအပြင်အင်္ဂလိပ်စာလေ့လာနေတဲ့သူတွေအထူးတလေတောင်းဆိုထားတဲ့ phrasal verb class ကိုလည်း GRE ရဲ့တန်ခွဲ edit အနေနဲ့မကြခင်ဖွင့်လှစ်ပေးရမှာဖြစ်ပါတယ်။ GRE မှာဆိုရင် grammar class, vocabulary class, phrasal verb class ဆိုတဲ့သင်တန်းသုံးခုလုံးကိုပေါင်းပြီးတော့ trial class ဆိုတဲ့သင်တန်းကိုမြန်မာမူချက်တောင်းကနန်းလောက်နဲ့ပေါ့နဲ့လေ့လာသင်လို့ရတော့မှာဖြစ်ပါတယ်။အခုအချိန်မှာဆိုရင် GRE မှာအထူးအစီအစဉ် promotion တွေလည်းအများကြီးရှိပါတယ်။မြန်မာမူချက်တောင်းကနန်းလောက်နဲ့အင်္ဂလိပ်စာကိုလွတ်လပ်ပေါ့နဲ့နေရာမရွေးသင်ကြားနိုင်မှုအတွက်အခုပဲ comment box မှာ GRE လို့မှတ်ခဲ့ကြတော့နော်။